Robert Greene ရဲ့ The 48 Laws of Power အာနာဆက်ပေါ့ဒီစာအုပ်ကိုတော့ကြားဖို့ကြားမှာပါဒါမဲ့လေစဉ်းစားကြည့်ဘာလို့များဒီစာအုပ်ကဒီလောက်ထိနမိတ်ကြီးနေရလဲတစ်ဖက်မှာလည်းအကြီးကျယ်ငင်းကွာခြင်းထင်နေရတကယ်ပဲလူတွေကိုလှည့်စားဖို့အထုံးချဖို့အားပေးနေတဲ့စာအုပ်မျိုးလားဒါမှမဟုတ်ရောဒါမှမဟုတ်လူဘွားရဲ့ပန့်ဆိုင်မှုတွေကြားထဲမှာကိုယ့်ကာကွယ်ဖို့မထင်မနေထိချရမယ် survivor guide တခုလိုမျိုးလားဆိုလိုတာကဒီစာအုပ်ကတကယ်ပဲလူတွေကိုတုံးချဖို့လူလဲချဖို့တင်ပေးနေတာလားဒါမှမဟုတ်ဒီကနေ့ခေတ်မှာရှင်တန်ဖို့အတွက်လက်တွေ့ကြတဲ့အမှန်တရားတွေကိုပဲဖွင့်ချပြထားတာလားကဲဒီမေခွန်းရဲ့အဖြစ်ကိုအတူတူရှာကြည့်ကြရအောင်ဒီစာအုပ်ရဲ့အဓိကအချက်ကအရန်ရှင်းတယ်သူကဘာပြောလဲဆိုတော့အာနာဆိုတာလူမှုဆက်ဆံရေးလောကတွေကကစားပွဲတစ်ခုပဲတဲ့ပြီးတော့အဲ့ဒီကစားပွဲမှာ तू စီမင်းနဲ့ तू ရှိတယ်အရေးကြီးတာကဒီစီမင်းတွေကိုကိုယ်လိုင်းလိုက်ကစားသည်ဖြစ်စေမကစားသည်ဖြစ်စေကိုပတ်ဝန်းကျင်မှာဒီကစားပွဲကြီးကအမြဲတမ်းဖြစ်ပျက်နေရဆိုတာကိုတော့သိထားဖို့လိုတယ်နားလည်ထားရမယ်အဲ့ဒါပါပဲဒါပေမဲ့တခုတော့ကြိုးပြီးပြောထားပါစေအခုဒီမှာဆွေးနွေးတာကစာအုပ်ထဲကကြောင်းရတွေကိုပို့ပြီးနားလည်သွားအောင်လို့ပဲဖြစ်ပါတယ်ဒီနည်းလမ်းတွေကိုသွားပြီးလိုက်လို့ဖို့တိုက်တွန်းနေတာမျိုးလုံးဝမဟုတ်ပါဘူးเนาะဒါကအာနာရဲ့သဘောတဘာပါကိုပညာရက်တခုလိုလေ့လာစမ်းစစ်ကြည့်ကြတာတက်ပါပဲကဲဒါဆိုရင်အပိုင်းတွေကိုစလိုက်ကြရအောင်ပထမဆုံးပိုင်းကတော့အမြင်ကိုစီမံခန့်ခွဲတဲ့အမှုပညာပေါ့ဆိုလိုတာကတခြားလူတွေကကိုယ့်ကိုဘယ်လိုမြင်တယ်လဲကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုဘယ်လိုထင်တယ်လဲဆိုတာကိုထိန်းချုပ်တာနဲ့ပတ်သက်တဲ့အပိုင်းပါတမဆုံးဥပဒေကဆလာလာနဲ့ကိုလူအများစုထင်ထားတာနဲ့ပြောင်းပြန်ပဲဖားတဲ့သခင်ထက်တာအောင်ဘရောမပြနေတဲ့ဆိုတော့ကိုယ့်အထက်လူကြီးကိုယ့်ဆရာကိုဘရောမကိုကပူတော်တယ်ပူတတ်တယ်ဆိုတာမပြဘူးတဲ့ဟမ်ဒါကနည်းနည်းတော့ထူးဆန်းတယ်နော်ကိုရည်ချင်းကိုပြမှရာထူးတက်မယ်အတိမတ်ထုခံရမယ်လို့ထင်တာမဟုတ်ဘူးလားဒီဥပဒေရဲ့နောက်ွယ်ကစိတ်ပညာကတကယ်တော့အရန်ရေးကြီးတယ်ဒါကကိုဘလောက်တော်လဲဆိုတာခက်အာနာရှိတဲ့သူရဲ့မာနနဲ့မလုံခြုံမှုကိုဘလို့ကင်တွဲမလဲဆိုတာနဲ့ပိုဆိုင်နေတာဥပမာလေးတစ်ခုကြည့်အောင်ပြင်သစ်ဘီယန်လူးဝစ်ဆာဆေလက်ထက်ကပေါ့သူရဲ့ဗနာရဲ့ဝန်ကြီးနီကိုလတ်ဖူကေဆိုတာရှိတဲ့သူကဘီယန်ရဲ့နန်းတော်ကပွဲလေးထက်တောင်ခဏတဲ့ပါတီပွဲကြီးတစ်ခုကိုကျင်းပလိုက်တာအဲ့ဒီမှာတင်သူရဲ့ခန္ဓာမှုကဘယင်းကိုတော့အရေးအမြဲဖုံးတော့လို့ဖြစ်သွားရောရလက်ကပါဖြစ်လေထောင်ထဲတန်းရောက်တက်တလုံးပြန်မထွက်ထရတော့ဘူးဒါကတစ်ဖက်နောက်တစ်ဖက်မှာကျတော့ဂယ်လီလီယိုကိုကြည့်သူဂျူပီတာဂရိုရဲ့လားဒီကိုရှာတွေ့တော့သူ့ကိုထောက်ပံ့နေတဲ့မေရီချီမိသားစုကိုဂုဏ်ပြုပြီးမေရီချီရဲ့ကျင်များဆိုပြီးနာမည်ပေးလိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲနေပေါများစွာထောက်ပံ့မှုတွေဆက်ရပြီးတော့သူ့ရဲ့အောင်မြင်မှုတွေကပို့ပြီးတော့တောင်ခိုင်မာသွားခဲ့လေခြားနာချက်ကရှင်းတယ်နော်โอเคအမြင်ကိုထိုင်းချုပ်တာနဲ့ပတ်သက်ပြီးနောက်ထပ်ဥပဒေတစ်ခုကိုအစကြည့်ကြမယ်ဒါကတော့ဤဥပဒေ3ပါတင့်ရဲ့ရေချက်အမှန်ကိုဖုံးကွယ်ထားပါတယ်ဆိုလိုတာကကိုတကယ်ဘာဖြစ်ချင်တယ်လဲဆိုတာကိုဘယ်လို့မှအကုန်ဖွင့်မပြနဲ့အဲ့ဒါပေါ့ပဲဘာလို့လဲဆိုတော့ကိုဘာလို့ချင်တယ်ဘာဖြစ်ချင်တယ်ဆိုတာကိုလူတွေကကြိုတိသွားရင်သူတို့ဘက်ကတားဆီးဖို့ကာကွယ်ဖို့ပြင်ဆင်ချင်ရသွားမှာပေါ့ဒါကြောင့်စာအုပ်ကဘာပြောလဲဆိုတော့ကိုယ့်ရဲ့ရည်ရွယ်ချက်အမှန်ကိုမြူခိုးတွေကြားထဲမှာဖုံးထားပြီးတော့လန်လွဲတွေအာယုံလွဲစရာတခြားအကြောင်းအရာတွေနဲ့သူတို့ကိုလမ်းကြောင်းမှာပေါ်ပို့ထားလိုက်ပါတယ်အဲ့ကြမှာသူတို့တတိထားမိတဲ့အချိန်မှာဆိုရင်ကိုလိုချင်တဲ့ပန်းနိုင်ကိုရောင်းနေပြီသားအချိန်လောင်းထားပြီပေါ့ဒီနီးဗျူဟာကိုအကောင်းဆုံးအသုံးချခဲ့တဲ့သူကတော့ Otto von Bismarck ပါပဲသူရဲ့တကယ်ရည်မှန်းချက်ကြီးကဂျာမနီကိုတန်နိုင်ငံတည်းဖြစ်အောင်ပေါင်းစည်းဖို့ဒါပေမဲ့အဲ့ဒါကိုလုံးဝဖုံးကွယ်ထားပြီးသူပြိုင်ဖက်တဲ့ရွှေမှာတော့ငင်းချမ်းရေးကိုပဲလိုလားတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြီးလမ်းလွဲထည့်တာအဲ့ဒီနောက်ခွဲမှာဘာလုပ်လဲစစ်အင်အားကိုတိတ်တိတ်ကလေးတီဆောင်နေတာပြီးတော့အချိန်ကြာပြီဆိုတာနဲ့သူ့ရဲ့ရည်မှန်းချက်အမှန်ကိုအကောင့်ထဲပေါ်သွားဟဲလာပါပဲကဲအပိုင်းတစ်ကတော့အမြင်ကိုထိန်းချုပ်တာပေါ့နော်အခုဒုတိယအပိုင်းကတော့လူတွေကိုစီမံခန့်ခွဲတဲ့ဘက်ကိုရောက်လာပြီဒီအပိုင်းမှာဆိုရင်တော့ဆက်ဆံရေးတွေနဲ့တခြားသူတွေရဲ့လိုအားကိုဘယ်လိုအသုံးချမလဲဆိုတာတွေပါလာတော့မှာဒီနေရာမှာပဲဒီစာအုပ်ရဲ့အငင်းပွားစရာအကောင်းဆုံးအကြံဉာဏ်တစ်ခုပါလာပြီနေဥပဒေနဲ့မိတ်ဆွေကိုအလွန်အကျွမ်းမယုံနဲ့ရန်သူကိုတုံးတတ်ပါစေဆိုပြီးတော့ဟာဒါကိုကြားလိုက်တာနဲ့လူအများစုကတော့လက်ခံဖို့နည်းနည်းခတ်သွားနိုင်တယ်မိတ်ဆွေတွေကိုမယုံအောင်ဆိုတာကနည်းနည်းတော့လွန်မလားဗျာနော်တကယ်တော့ဒီဥပဒေသားလူတဘာဝရဲ့အမောင်ပချမ်းကိုတေးသေးကြီးထောက်ပြနေတာစာရေးသူရဲ့အမြင်အပြောလဲဆိုတော့မိတ်ဆွေတွေဆိုတာစိတ်ခံစားမှုတွေပါလာတော့မနာလို့ဖြစ်လွယ်တယ်တစ္ဆာဖောက်လွယ်တယ်တဲ့ဒါပေမဲ့ရန်သူဟောင်းတယောက်ကြတော့အပြန်လန်ကြိုးစီးပါနဲ့ငါတစ္ဆာရှိကြောင်းတက်သေးပြချင်တဲ့စိတ်ကြောင့်ပို့ပြီးတော့အားကိုးရတဲ့လို့ဆိုတယ်ဒီမှာပြထားတဲ့ဇာတ်လေးကိုကြည့်လိုက်ရင်အဲ့ခြားနာချုပ်ကိုရှင်းရှင်းလင်းလင်းတွေ့ရမှာပါသမိုင်းထဲမှာလည်းဥပမာတွေကအများကြီးပဲဥပမာ Byzantine Empire က Ikra Michael III သူကသူ့တငယ်ချင်းအရင်းကိုယုံပြီးယာထူးတွေအဆင့်ဆင့်တိုးပေးခဲ့တာဒါပေမဲ့အာဏာရလာတဲ့ခါကျတော့
အဲ့ဒီတငယ်ချင်းကပဲသူ့ကိုလုတ်ချန်ပြီးထီနာလုသွားခဲ့တယ်ဒါကတငယ်ချင်းကိုယုံပြီးလုဖေးတာတစ်ဖက်မှာကျတော့အေဗရာဟမ်လင်ကန်ကိုကြည့်သူသမရဖြစ်တာနဲ့သူ့ရဲ့အပြင်းထန်ဆုံးနိုင်ငံရေးပြိုင်ဘက်တီကိုသူ့ရဲ့အစိုးရအဖွဲ့ထဲမှာယာရုကြီးတွေပေးပြီးခန့်လိုက်တယ်သူပြောခဲ့တဲ့စကားတစ်ခုရှိတယ်ရန်သူတွေကိုဖျက်ဆီးဖို့အကောင်ဆုံးနီလန်းကသူတို့ကိုမိတ်ဆွေဖြစ်အောင်လုပ်လိုက်တာပဲတဲ့ ကဲနောက်တစ်ဆင့်တက်တီတော့ပိုပြီးတော့ရက်ဆက်တယ်လို့ထင်ရမယ့်ဥပဒေတစ်ခုကိုကြည့်ကြအောင်စောက်ထဲမှာဒီလိုအားကောင်းတဲ့ဥပမာတစ်ခုတုံထားတဲ့ချင်းတိတ်တတ်ထားတဲ့အစားကိုလာစားတဲ့ဟိုင်နာလိုမဖြစ်စေနဲ့တဲ့ဒါကတော့ new ပဲခွန်ပါအလုပ်ကိုတခြားသူတွေကိုလုပ်ခိုင်းဒါပေမဲ့ဂုံယူမှု credit ကိုတော့ကိုယ်တိုင်ယူပါကြားတာတော်တော်လေးကိုရက်ဆက်တယ်လို့ထင်ကြရယ်နော်ဘာလဲကိုယ်ရင်ဘာမှမလုပ်ပဲသူများလုပ်ခါတာကို credit လို့ယူခိုင်းနေတာလား အဲ့တော့တိုက်ရိုက်ကြည့်တော့လည်းမဟုတ်ဘူးဒီဥပဒေရဲ့ဆိုလိုရင်ကပူပြပါနတ်တယ်အဓိကကိုယ့်ရဲ့အချိန်နဲ့စွမ်းရင်ကိုထိထိရောက်ရောက်သုံးဖို့ပဲကိုရီးယားတဲ့အစားဆုံးအကုန်လုံးလက်လွတ်နေမယ့်အစားတခြားသူတွေရဲ့ရည်ချင်းဉာဏ်ပညာလောက်အားတွေကိုပါပါနတ်နဲ့သုံးချတတ်ဖို့လိုရလို့ဆိုလိုတာအဲ့လိုမှကိုယ့်ရဲ့အချိန်နဲ့စွမ်းရင်ကိုပိုအရေးကြီးတဲ့ဥဆောင်မှုပေးတာတော့ view ဟာချတာလို့လိုနေရာဒီမှာသုံးနိုင်မှာပေါ့ မြန်မာခေတ်မှာဒီဥမာနဲ့အကိုက်ညီဆုံးကတော့ Steve Jobs ပဲစဉ်းစားကြည့်လေ iPhone ကိုတီထွင်ခဲ့တဲ့ engineer တွေ designer တွေရားနေချီပြီးရှိတယ်ဒါပေမဲ့ လောကကြီးတစ်ခုလုံးက Steve Jobs ကိုပဲသူရဲ့ကောင်းအဖြစ်အသိမှဖြူကြတယ်ဘာလို့လဲဆိုတော့သူကဒီလူအလုံးကိုစုစည်းပြီးသူရဲ့စိတ်ကူးအမြင် vision ကိုအကောင့်ထဲဖော်ပြခဲ့တဲ့ဦးဆောင်သူဖြစ်နေလို့ပဲသူကအလုပ်လုပ်တဲ့သူတွေကိုစီမံခန့်ခွာတယ်နောက်ဆုံး credit ကိုတော့သူကပဲအဓိကရယူသွားတယ် ကောင်းပြီအခုပြောခဲ့တဲ့ဥပဒေတွေကိုခြုံကြည့်လိုက်တဲ့အခါအစမှမေးခဲ့တဲ့မေးခွန်းစီပြန်ရောက်သွားပြီဒီစာအုပ်ကတကယ်ပဲလူတွေကိုအသုံးချတတ်အောင်လူလေကြောက်တင်ပေးနေတာလားဒီဥပဒေတွေရဲ့နောက်ွယ်ကတကယ်အမှန်တရားကတော့ဘာဖြစ်မလဲ ဒီဥပဒေတွေအားလုံးကိုပြန်ကြည့်လိုက်ရင်တူညီတဲ့အချက်တစ်ခုကိုသတိထားမိလာလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့လေတိုက်တဲ့ရင်ဆိုင်တာမျိုးကိုရှောင်ပြီးတွဲ white တဲ့နီလန်းတွေစိတ်ပိုင်းဆိုင်ရာ view ဟာတွေကိုပဲအဓိကထားအတုံးချနေတာပါပဲ ဒီမှာအရင်ကရေးတဲ့အချက်တစ်ခုရှိတယ်ဒီစာအုပ်ကကိုကျင့်တရားတင်တဲ့စာအုပ်မဟုတ်ဘူးသူကတမိုင်းတစ်လျှောက်မှာအာနာကိုဘယ်လိုယာယူခဲ့ကြတယ်လဲဘယ်လိုထိန်းခဲ့ကြတယ်လဲဆိုလဲဖြစ်စဉ်မှန်တွေကိုတပ်ပုံရိုက်ပြနေတယ်လို့ပဲဆိုလိုတာကသူကဓာရီလုတ်တင်တယ်လို့ပြောနေရမှာမဟုတ်ဘူးဟေ့လောကမှာဓာရီဖြစ်နေတယ်ဆိုတာကိုဖွင့်ချပြနေတာ ဒါကြောင့်ဒီစာအုပ်ရဲ့တကယ်တမ်းကဒီအာနာကစားပွဲကြီးတစ်ခုလုံးကိုနားလည်သွားတာပဲမျက်စိနဲ့မမြင်ရတဲ့စီးမြင့်တွေကိုမြင်တောင်ချပြလိုက်တဲ့မြေပုံတစ်ချက်လိုပဲအဲ့ဒီတော့ဒီမြေပုံကိုကိုကာကွယ်ဖို့တုံးမလားဒါမှမဟုတ်တခြားသူကိုထိခိုက်ဖို့တုံးမလားဆိုတာကတော့ဒီမြေပုံကိုကင်ခါတဲ့သူရဲ့ရည်ရွယ်ချက်ပေါ်မှာပဲမူတည်တော့မှာပေါ့ အကယ်၍ကာကွယ်ရေးတပ်ပဲသုံးမယ်ဆိုရင်တော့ဒီဥပဒေတွေကိုတီးထားတာကကိုယ့်ကိုပို့ပြီးတတိကြီးရဲ့သူပဝန်းကျင်ကိုပို့ပြီးအကဲခတ်တဲ့သူဖြစ်လာစေနိုင်တယ်ဥပမာတယောက်ယောက်ကကိုယ့်ကိုအလွန်အကျွံမြောက်ပေးနေရင်ဒါဥပဒေကိတ်ကိုသုံးရလားဆိုပြီးတန်တရားရန်တက်လာမယ်တယောက်ယောက်ကသူ့ရဲ့ရချက်ကိုဝေးလိုက်ကြံပတ်လုံးနေရင်ဥပဒေသုံးကိုတွားပြီးတတိရမိမယ်ဒါဟာကိုယ့်ဘဝန်းကျင်ကလူမှုဆက်ဆံရေးမျက်နှာဖုံးရဲ့အောက်မှာဘာတွေဖြစ်နေနိုင်လဲဆိုတာကိုမြင်နိုင်တဲ့မျက်မှန်တလဲတက်လိုက်ရတယ်လို့ပါပဲ ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ချို့ရရင်တော့အာနာဆက်ဆိုတာအဓိကအဖြစ်အမြင်ကိုစီမံခန့်ခွဲရင်းနဲ့လူတွေကိုပါနဲ့စွာတောင်းချင်းချင်းဆိုတဲ့တိုင်းကြီးနဲ့တိုင်းပေါ်မှာတီးဆောင်ထားတာကိုတွေ့ရမှာပါဆိုတော့ညီကုန်းချို့အနေနဲ့စဉ်းစားစရာမိကုန်းတစ်ခုလေးခြံထားခဲ့ခြင်းတယ် ဒီဥပဒေ48ခုဆိုတာကတကယ်တော့ပုံစံမျိုးခွဲထွက်နေတာမဟုတ်ပဲအခြေခံဥပဒေတာကြီးတစ်ခုတည်းကနေအခက်အလက်တွေဖြားထွက်လာတာမျိုးတော့ဖြစ်နိုင်ပလားအဲ့လိုဆိုရင်အာနာရဲ့အန်ဒီမာဥပဒေ law 0လို့ခေါ်ရမယ့်အရာကတခြားမဟုတ်ဘူးလူသားတွေရဲ့စိတ်ပညာကိုကျွမ်းကျင်ပိုင်နိုင်ဆိုနားလည်ပြီးသူတို့မြင်တဲ့အမှန်တရားကိုကိုယ်တိုင်ဖန်တီးထိန်းချုပ်နိုင်တဲ့စွမ်းရည်အဲ့ဒါပဲဖြစ်နေလိမ့်မလား